ကဲချောင်းပိုင်ဝမ်းနိုင်လို့ရှိရင် start လိုက်ကရမယ်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါမယ်ဗျာဟုတ်လားဝင်ကြီးလည်းမလို့ဘိုင်ဝမ်းနိုင်တာနဲ့ start လိုက်ကရမယ်ကဲဒီဘက်ဘယ်သူနိုင်သွားမလဲကြည့်ကြမယ် let's go ဗျာဟုတ်လားနိုင်တာနဲ့ပြီးမှာတော့တဲ့ 1k6 နဲ့ 1k6 နဲ့ငနေသားနဲ့တွေ့နေပြီ 1k6 နဲ့ငနေသားတွေ့နေပြီ 1k6 1တော့အော်ဖလီကာလေးလိုက်လာပြီးပြက်ကတာတော်ဝါလေးရောက်မသွားဘူးငနေ6တော့ကိုတော့ကိုင်းနေငနေ6အာဒီဖလီကာလေးပြန်ကမ်းမလားအော်ကန်တာနားလေဗျာ 1k6 တော်ဝါလေးကတီဝါမလား 1k6 တီတော့မတီးဖလီကာလေးညောတော့ပြီးသားတယ်1k6 အိုး1k6ပြီးတဲ့ချမ်းနဲ့ချောသွားတယ်ဗျာတော့ခေါ်မှယူကြတယောက်ခေါ်မှပြော 1k6 ဖြတ်ကန်ထားသေးတယ်ငနေချောသွားမလား 1k6 ဖြတ်ကန်ထားတယ်ငနေချောသွားမလား 1k6 တော့ပြန်ကိုင်းနေငနေဒီကချောတော့မယ်နေတာငနေချောသွားပြီဗျာပြီးရတော့1-1နေအားရအောင် 1k6 ဝါအေးရခေါ်တာဒါကြောင့်ဒီကောင်နည်းနည်းမာနေတာသူဒီကမင်္ဂလာပါဟာโอเค 1k6 ဖလီကာလေးကန်ထားတယ်ဒါပေမဲ့ချောတော့တော့တာဝါရီတော့ဆုံးတော့အေးငနေသားပြန်ဝင်လာတယ်ဟာရောစကေတူဘာလို့တုံးလိုက်တာတော့စကေတူမတုံးနဲ့ကန်လို့တာဝါလေးရောက်အောင်မလေးကွာငနေရငနေတော့ 1k6 အော်တာဝါလေးအေးရှော့ရတယ်ဗျာ 1k6 တကယ်တီးနေတာ 1k6 ကောင်းနေဟာဟုတ်တယ်ဗျာဝါအိတ်နဲ့တော့ 1k6 ကောင်းနေအေး 1k6 နဲ့ငနေချောင်းအမဘလူးဘက်မှာတွေးနေပြီငနေချောင်းဘလူးဘက်လေးဒူးစားမလား 1k6 ဝါအိတ်တော့ဖြတ်ကထားရောက်ဝါအိတ်ဖူးတက်ကြနာလာပြီလားငနေသားရှော့သွားပြီ free နဲ့ 1k6 ရပါပြီဗျာဟုတ်လားဟောရော 1k6 တာဝန်တော့ဝင်ပြင်ရတယ်လားရောအားရောဟောရော 1k6 ဖလီကာနဲ့ပါပြရပါတော့ကောင်တေးသွားပြီးသွားစရနာရီတော့အားရငနေသားရှုံးပေးသွားပြီ 1k6 ကြောက်သွားတာဗျာတကယ်ကောင်းတဲ့ 1k6 လေးဟုတ်လား